သာသနာနှစ်2559နှစ်ဘောဇာတက္ကရာ1389ခုနှစ်နယုလပိကျော်15ရက်အင်္ဂါနေ့ကျင့်တဲ့မင်္ဂလာရှိတဲ့ဒီနေ့ဒီရက်ဒီအချိန်ဒီခါမှာဖြင့်ဘယင်းပြည်နယ်ကိုပရိမြို့နယ်ရေဘူးကြီးကျေးရွာအုပ်စု9တိုင်ကျေးရွာကျောင်းတကားလေးစောထုံးနိုင်ကလေးဦးစီးဦးဆောင်ပြီးတော့မိဘအတွက်လည်းဟုတ်တယ်ကလေးအတွက်လည်းဟုတ်တယ်ရရွာအတွက်လည်းဟုတ်တယ်ရွာမှာဝိကြီးကြီးချမ်းကြတဲ့ဓမ္မမိတ်ဆွေတော်ကောင်းတို့အားလုံးအသိပညာတိုးတက်ဖို့တိုးပွားဖို့ဓမ္မသဘင်ပွဲလေးနဲ့ကျင့်ပလာခဲ့တာဒီကနေ့ညပါဆိုရင်ဘယ်ညမြောက်သုံးညမြောက်ရှိသွားပါပြီဒါကြောင့်မလို့အလူရှင်များနဲ့တကွတရားနာလာကြတဲ့ဓမ္မမိတ်ဆွေတော်ကောင်းတို့အားလုံးမိမိတို့ရဲ့ဖြစ်လျာဘဝတိုင်းမှာအတွေ့အခေါ်အည်အစမှန်ကန်ဖို့ပညာပါရမီတွေတိုးတက်ဖို့ဒီကနေ့ညဦးဇင်းရဲ့ဓမ္မဒါနဦးဇင်းရဲ့ပေးလူချင်တဲ့တရားနာမယ်ကတော့ချမ်းသာရေးလမ်းစဉ်လို့အမည်ရတဲ့တရားတော်တရားနာမယ်ဘယ်လိုလဲလနာယုံကြကိုစဘောချကူပါဒီအလုံးတိကိုကိဒီအပေါင်းရဲ့ကိုရှုံပါရှုံရဲ့ချုံနာရှုံတော်သောတကကူပါဒီလုံးတိကိုကိဒီကငိုင်းသုံးသာအကျအတိုင်းထအဝဝဒီပါရမီတေမဟာတော်ကိုပါရမီတေမတူတောင်းသူတော်လနာယမနိမတော်ပြောင်းဝေဒနာတိထောအမိန်တော်အကျရှုပါထောမိဝါထောမိတ်တိလို့လေရှုပါထောမိဝါလက်အပလောကောနောအကျရှုပါထောမိဝါမြန်မာလူကတော့တရားနာမည်ကဘယ်လိုလဲချမ်းသာရေးလမ်းစဉ်လို့အမည်ရတဲ့တရားတော်ဒီတရားကိုမောကြားသိမြင်ဒီတရားကိုမနာကြားသိမိတ်ဦးဇင်းတို့ရဲ့ဗုဒ္ဓဘာသာသာသမီများအရာကုသိုလ်ကောင်းမှုတစ်ခုခုကိုပြုလုပ်မယ်ဆိုလို့ရှိရင်ဥစွာပထမတတိယရမှာကအောင်မြင်ရမှာကယရဏသုံးပါးနဲ့မိဘဆရာသမားအနန္တောအနန္တာဘယ်နှပါလဲအနန္တ5ပါးဒါကြောင့်မလို့အနန္တ5ပါးကိုအလုံးလေးကြီးပြီးတော့ရှိကိုကြောကြရအောင်ဉာဏ်တော်တောင်ကမုံပါစာဟုတ်တာသူတော်ရှင်ကိုဒီဝါဒုလုံးချီပေါ်ပါရှုဖို့ပါရောင်ရောင်ပေါ်ပူဇော်ကလူပါအယတရားသံဃာဆုံးကြီးဆရာမိဘအနန္တပုံကြီးအမြဲတမ်းပြစေကာယုတ်ကြီးလက်ဆုံးရှိကိုပနာချီဗုဒ္ဓပါဠိဗုဒ္ဓတံဗုဒ္ဓနာမလဘတိတောဘောဇာတိဓမ္မဟုလာရဗုဒ္ဓဒေသနမောမေယယောဗုဒ္ဓတိမြတ်စွာဘုရားသည်ဗုဒ္ဓတံသဗ္ဗညုတညာနာသတိဘုရားရှင်အပိတောဘာတော်ရောက်တော်မူလေသည်ဣတိသဗ္ဗညုတညာနာသတိဘုရားရှင်အပိတောရောက်တော်မူလေသောကြောင့်သောဘဂဝါတို့မြတ်စွာဘုရားသည်ဗုဒ္ဓနာမဘုရားဟူသောအမည်ကိုလည်းတိရတော်မူလေ
စာလေးပါးမြတ်တရားကိုဘောဇတိကိုယ်တိုင်လက်သိကလဘကိုလည်းသိစတော်မူ၏ဗုဒ္ဓဒေသဘုရားဒီဟုသောဒီမင်းကြီးကိုမယံတရားဟောသောပုဂ္ဂိုလ်တရားနာသောအသင်အမျိုးကောင်းသောအမျိုးကောင်းသမီးအပေါင်းတို့သည်နမောနမယောတိမြတ်တို့မံညွန်ကြိုး၍ရှိကိုကရောလိုက်ပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားကဲအားလုံးလေးဦးချစ်ပြေချပြီးတော့လျောင်းထိုင်ကြသွားဆိုတဲ့တရားပုဒ်လေးပါးထဲမှာထိုင်ခြင်းတို့ထိုင်ပြီးတော့ခုနမြင့်ထားတဲ့တရားနာတွေကဘယ်လိုလဲချမ်းသာရေးလန်းစိတ်လို့မြည်ရတဲ့တရားတော်ကဲချလောင်းလိုက်နဲ့ကျုပ်တဲ့ကိကိပါပါသေးကုန်မုဂုမနဲ့ထိုးလုံးနဲ့သိချောမိုင်တော့ပတိလို့လေအကျဉ်းရှုပါသောဤဝါဒါဆိုရင်တရားနာလာဖြစ်တာဒီညပါဆိုလို့ရှိရင်ဘယ်နှညမြောက်ဝေကားရောက်လေယုအမိယထောင်းလနာတော်နဲ့သောဝိဒါထောပဲဒီလိုလေလောင်းတာဝီဝါလောင်းပေဝီဝါမင်္ဂလာမုံဂလနာတော်ပဲဒီလိုလေသုကွန်နီယနဲ့ဒီယလက်ပယံဟောတော်နိုင်ရှင်ကြည့်ပါသူနဲ့ဒီကနေ့ညကြတော့ချမ်းသာရေးလန်းစိန်နဲ့အကျဉ်းရှုပါဘောဝိဝါကျန်တော်မရနဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရှိတော်ကသာတာလောကကြီးတစ်ထဲမှာနေထိုင်နေတဲ့ပုဂ္ဂိုလ်သတ္တဝါတွေအားလုံးတညကို6ကြိမ်မြတ်စွာဘုရားကြည့်သာတာလောကကြီးထဲမှာမိန်သိမ်းနေထိုင်ကြတဲ့ပုဂ္ဂိုလ်သတ္တဝါအားလုံးကိုတနေ့နဲ့တညကိုဘယ်နှကြိမ်ကြည့်ကြလဲ6ကြိမ်ကြည့်တယ်ကာလလကြံကစားကုန်မြေမသာဝတိုင်ကောလက်နေလေးလက်နာတော့ယူလောင်ဝိတာအမနိသောသတ္တဝါဘုသေနောဘုလောင်မရအဲ့ဒီ6ကြိမ်ကြည့်တဲ့နေရာမှာလူတွေနတ်တွေမြန်မာတွေကတကယ်လို့များကာမရာဂတွေလွန်ကဲမယ်လောဘတွေကြီးမယ်ဆိုလို့ရှိရင်သမာဓိတရားတွေကိုကျင့်ဖို့မြတ်စွာဘုရားဟောခဲ့တယ်။ဘာကိုကျင့်ဖို့လဲလောဘကြီးနေတဲ့ပုဂ္ဂိုလ်တွေအလိုရမဲကြီးနေတဲ့ပုဂ္ဂိုလ်တွေကာမလွန်ကဲတဲ့ပုဂ္ဂိုလ်တွေကိုတွေ့မဲ့ဆိုလို့ရှိရင်သမာဓိကိုကျင့်ဖို့မြတ်စွာဘုရားဟောတာတော်မူခဲ့တယ်ဒီကနေ့ညတရားကတော့နည်းနည်းရင့်တယ်ကလေးအတွက်လည်းပါတယ်လူကြီးအတွက်ကတော့များတယ်ဟမနေတဲ့ချက်လူချာဤသူကာမရာဂထောတဲ့ဤချုံးကြိုင်လို့ဒါမှချင်းတော်ဝဲတာထောတကောင်မှပါတယ်ဒါမှမှရောလေဒါမှချင်းတော်ဝဲတာထောနောကိုလက်မိတ်မရအနိုင်နေတော်ကြကိုတို့ကြံကစားကိုယူလောင်ဝဲတာထိခေါကိုတာယောဟမနိခုဒုနာလေတဲ့ဟမနိသောကတော်ဖူးတဲ့လကာဒီလကာသာပလီလို့သာဖိပြေလို့သာမာသိလို့သာအေဩအေချရေးကြကိုတို့မေတ္တာလန်းစိတ်မေတ္တာဖတ်တာချစ်အေးဖတ်တာဘာဩဝိဒါနောကြံကစားကိုတဝောလောဘာဝိဒါလက်မရော
သာပိဒကအိချပေါင်းပါရောလေအမနိလကနောအတာဖလဲချမှာအမနိလကနောအတာဒုချမှာအမနိလကနောဒေါသဒုချမှာဒေါသရှိနေတဲ့ပုဂ္ဂိုလ်တွေအိမ်မတမစိတ်ဒီကြမ်းတမ်းနေတဲ့ကြေအောင်တမ်းတဲ့ပုဂ္ဂိုလ်တွေခက်ထန်နေတဲ့ပုဂ္ဂိုလ်တွေကြမ်းတမ်းနေတဲ့ပုဂ္ဂိုလ်တွေကြမ်းကြုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုမေတ္တာတရားကျင့်ဖို့မေတ္တာဘာဝနာပွားဖို့မြတ်စွာဘုရားကဟောတော်မူခဲ့တယ်။ဣသပယောချက်ဤအားတော်ဘာမေတ္တာကိုပါသုတ်မိုက်တာဤအားလို့နာတရားတော်ဝိမယောလေနေမယောကျန်တော်ဘုရားအနိုင်တန်တော်ကြိုင်ဘုရုကြိုင်ကစားကိုယူလောဝေဒာထိခေါဘုဒ္ဓသောသတ္တဝါဘုဒ္ဓောတက္ကလေးသံဃာတိကိုကိကိသံဃာတိတက္ကတိကိုကိဣတိလုသာဓမ္မအဓမ္မယေလောချပိုင်နောမောနလောချပိုင်နောမောယေလောချပိုင်နောမောနလောချပိုင်မောဣတိလုသာပဲရှိလကလကဧလအိုလို့သာလည်းပါရှိကြတို့တို့နောအိုပညာတရားကျင့်ဖို့မြတ်စွာဘုရားကဟောတော်မူခဲ့တယ်ပညာဟောပညာယူယူကိုဒီကမေပညာဘူပညာဘာချင်တော့ဘောဘကမောဘောမအားထုတ်တော်လို့ရအဲ့တော့မချက်ကစားကိုခေါ်လောင်းအောင်နဲ့ခေါ်လောင်းလာကျန်ကစားကိုခေါ်လောင်းဝေးကျောင်းတော်ကျန်ကစားတော်ရောက်တာဘဝိဒတကမောကွာတယ်မောင်နေတဲ့အခုကြုံတော့လက်နေလေးလက်နာတော့ယူလောင်းဝိဒသောက်ပတ်တော်ဝေးလောင်းလေဘုရား6ချိန်ရှိခဲ့တယ်အဲ့တော့ဒါကြောင့်မို့လို့မြတ်စွာဘုရားရှိတော်ကတနေ့သောအခါမှာကျန်ကစားတော်မြတ်သာဝတိုင်ခါကိုမုံလက်နေအဝိဓိလောက်ပြညာလောင်းဝိဒလူကုရုတိုင်းတော့အမဂတိဆိုလေကုရုတိုင်းထောလကောတိကမြို့ဒေတော့အမဂတိဆိုလေမြတ်စွာဘုရားတဲ့တော်ရှိတော်ကတနေ့သောအခါမှာကုရုတိုင်းထောလကောတိလမြို့ကိုကြွားပြီးတော့တရားဟောတော်မူခဲ့တယ်။အဲ့ဒီထဲမှာအင်မတန်မှချမ်းသာနေတဲ့ဘီလီယံနာသတိရာထပါဠသတိသားတယောက်ရှိတယ်။အဲ့ဒီသတိသားဟာမြတ်စွာဘုရားရဲ့တရားကိုကြားနာရတဲ့အခါကျတော့အင်မတန်မှချမ်းသာနေတဲ့အင်မတန်မှကြွယ်ဝနေတဲ့အင်မတန်မှပိုင်ဆိုင်နေတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်လွတ်ပြီးတော့သာသနာပေါင်းမှာဝင်ရောက်ပြီးတော့ယဟန်အဖြစ်နဲ့ခံယူလိုက်ပါလေယဟန်အဖြစ်နဲ့ခံယူလိုက်တယ်အနောချကစားကိုလီလုံနောဝေရလူကုရုတေထုံလုံးထုံလကောတိလတော်နောချကုရုထုံလကောတိကတော်နောဝိဒါ4 မီလီယံနာတေတိဘုဘအမိတ်မဝိဒါရာထပါလာအမိတ်ကိုကျွန်တော်လည်းအမိတ်ဝိဒါရထပါလာနောချကုရုရထပါလာနောသဘဝိဒါใจကစားတဝဝိဒါထောချောင်းထိလိမ့်လို့အဝိဒါပံအဝိဒါပစ္စည်းဥစ္စာချက်ဖိုက်ချက်မှာကြီးစားတဲ့ဒရပုဂ္ဂိုလ်တွေလက်ကျုံတို့အဝိကိုပြီးထွားလောက်ပြီးတဲ့ဘုံတော်အဝိဒါအာနိယနေအဝိဒါသမိုင်းနေအဝိဒါနောင်တော်ရလက်ချိုင်ကစားအတ္တနာအထက်မလို့ကြားတော့မရထို့တော့သူတော့အဲ့ဒီထဲမှာအဲ့ဒီထုံဝကောတိကမြို့ထဲမှာဘယင်တပါးရှိတယ်သူရဲ့နာမည်ကတော့ဘောရပြမင်းသူရဲ့နာမည်ကဘယ်လိုလဲအဲ့ဒီဘောရပြမင်းကအရှင်မဟာရထတာကိုတွေ့ပြီးတော့သူကသွားမေးတယ်အရှင်ဘုရားဟာသတိသားတယောက်ဖြစ်တယ်နောက်ပြီးတော့ဘီလီယံကသတိသားလည်းဟုတ်တယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေလည်းအများကြီးရှိတယ်ဒီလောက်ချမ်းသာကြွယ်ဝနေတာကိုအဲ့ဒီပစ္စည်းဥစ္စာတွေကိုစွန့်ပြီးတော့ဘာဖြစ်လို့ယဟန်ဘဝနဲ့ရယူရတာလဲဘုရားလို့မိကယဟန်ကိုမေးလိုက်တယ်အဲ့တော့ယဟန်ကလည်းသူ့ကိုပြန်ပြီးတော့မေးလိုက်တယ်ဘယင်ကရောမိကရောဦးစင်းတွေကိုတွေ့တဲ့အခါမှာယဟန်တန်ဃာတော်တွေကိုတွေ့တဲ့အခါမှာ
ဘယ်လိုသဘောရတယ်လဲဘယ်လိုစိတ်ကူပေါက်လဲမင်းကယဟန်ကမင်းကိုပြန်ပေးတယ်ယဟန်ကဘာဖြစ်လဲချက်ခွာနင်တော့ထိုင်အောင်ကြနိုင်ချက်ခွာရမရနဲ့နတ်ဒါဝိဒဆောင်ခတဲ့လက်ကျုံတော့နတ်ဒါဝိဒနေတဲ့လက်ကျုံတော့လက်နဲ့သုံးပါဝဟောဩပတိတုလေနတ်ဒါပတိတုလေနတ်ချုံမူပတိတုလေအနောရထပါဠနေလုံးထိုင်အောင်ကြနိုင်ကြချက်ခွာလက်ဒီတော့ချက်ခွာတော့တော့ရအောင်ဘယ်ရင်ကမိန်းကသူ့ကိုပြန်ပြောယဟန်တွေကဘာဖြစ်လို့ယဟန်တွေကိုနေရတာလဲဆိုတော့စီးပွားပြဲလို့ယဟန်ကိုရတယ်ဘာဖြစ်လို့ယဟန်ကိုရတာလဲစီးပွားဥစ္စာတွေရဲ့စီးလို့ယဟန်ကိုရတာထင်တယ်ဒါမှမဟုတ်အိုလာလို့အိုမိတ်လာလို့ရင့်ရော်လာလို့အလုပ်တွေမလုပ်နိုင်လို့ယဟန်ကိုလာတာထင်ပါတယ်ကောင်းပါလေရောဒီချုံမွေကြတော့မကြည့်ရကဲအောင်ဝေးဆွေမျိုးတွေပြည့်စင်လို့ယဟန်တွေကိုလာရတယ်အပေါင်းအသင်းကြောင့်ရင်ပဲဆွေတွေတငယ်ချင်းတွေမရှိလို့ယဟန်ကိုလာရတယ်